ဒါဓမ္မလိုက်နာတဲ့သူတွေဆိုလို့ရှိရင်အဲ့လောက်ကြီးအထူးထွေးပြောစရာမလိုဘူး but ဒါကတော်တော်များများလူတွေမသိတဲ့အချက်ပါဒါက yoga ကလည်းတရားလမ်းစဉ်ပဲပေါ့နော်အဲ့ဒါကိုလူတွေက movement ပိုင်းနဲ့ပဲတွဲပြီးတော့မှသိထားတာများတယ်ဖြစ်တဲ့အတွက် but ဒီမှာက yoga ရဲ့တကယ်အနှစ်ပတန်ဂျလီ yoga sutra ပေါ့နော်yoga တုတ်တန်ဒီမှာရေးထားတဲ့Maharishi Patanjali ကရေးထားတဲ့သူ yoga တုတ်တန်မှာ stress management ကိုဘယ်လိုလုပ်အောင်လဲဆိုတရားနဲ့ဆိုဘယ်လိုမျိုးလဲဆိုလို့ရှိရင် तू က Maitri Karuna Mudita Upeksha Sukha Dukha Punya Punya Vishyanam Honatas Chitta Prasthanam ဆိုတော့ဘာလဲဆိုအဓိပ္ပာယ် Maitri ဆိုရင်မေတ္တာ Karuna ဆိုရင်ဂရုဏာပေါ့နော် Mudito ဆိုရင်မုဒိတာကိုပြောတာ Upekshanam ဆိုလို့ရှိရင်ဥပေက္ခဆိုတော့ဒီလေးခုပေါ့မေတ္တာဂရုဏာမုဒိတာဥပေက္ခဒီလေးခုကိုလုံးတက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာ stress ဆိုတာမဖြစ်တော့ဘူးလို့ तू ကပြောချင်တာစိတ်ပရစထာနကိုတရားပါလာပြန်ရင်တော့ရိုးပါလာပြန်ရင်stress level လျှော့ချတော့ကိုယ့်ရဲ့စိတ်ကိုညင်အောင်ထားနိုင်ဘူးပြောချင်တယ်ထိထုံနိုင်နေတယ် จิตตประสาทနံရဲ့အဓိပ္ပာယ်လေးတွေကဒီလိုလေးတစ်ခုချင်းစီခွဲပြီးသိနိုင်ပါတယ်မေတ္တာနဲ့ကရုဏာမုဒိတာဥပေက္ခာကိုလူတိုင်းကိုတန်းတူပေးလို့မရဘူးလူဘာပေးရမလဲဆိုတော့ तू ရှင်းထားတယ်by cultivating attitudes of friendliness towards the happy people. So, ပျော်ရွှင်တဲ့သူပေါ်မှာကိုယ်မေတ္တာထားရမယ်။ကိုယ်ပျော်ရွှင်တဲ့သူကိုသွားပြီးမနာလို့ရဆိုလို့ရှိရင်အိမ်ကနေသွားပြီးကိုယ့်ရဲ့စိတ်ကိုထိခိုက်ပါမယ်။ပျော်ရွှင်တဲ့သူအတွက်ကိုယ်မေတ္တာထားရမယ်။ compassion for the unhappy people. So, ကိုယ်စည်ရင်နှံပါတဲ့သူတွေအတွက်ကြတော့ဂရုဏာထားရမယ်လို့ပြောချင်တာပေါ့နော်။ Light in the budgetတရားသမာဓိရှိတဲ့သူတွေအတွက်ကိုကမုဒိတာပွားရမယ်ကိုကသွားပြီးတော့နှိုင်းရှင်ပြီးတော့မှကိုကဘာမှမရအောင်အဲ့လိုဆိုလို့ရှိရင်တခါသွားပြီးတော့စိတ်သက်ကြမယ်ပေါ့နော်ဥပမာတရားအားထုတ်တဲ့နေရာမှာပဲဖြစ်ဖြစ် yoga ကျင့်တဲ့နေရာမှာပဲဖြစ်ဖြစ်တချို့သူတွေက yoga pose ကောင်းလေးရတယ်ဆိုရင်ငါမရပါလားဆိုပြီးသွားပြီးနှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်ဒါကိုယ့်အတွက် negative thinking stress pressure mind မှာသွားပြီးတော့ blocking ဖြစ်မယ်အဲ့တော့ကိုယ့်ထက်ပိုရတဲ့သူပေါ့နော်ဒါကတော့သီလသမာဓိရှိတဲ့သူညွှန်းတာ but ကိုယ့်ထက်ပိုရတဲ့သူတွေရှိမှာကိုကမနာလို့မဖြစ်ပဲနဲ့သူအတွက်မုဒိတာထားရမယ်ပြောလို့ရှိရင်disregard toward the wicked ဆိုတမာတိမရှိတဲ့သူတွေယုံမာတဲ့သူတွေမကောင်းတဲ့သူတွေအတွက်ကြတော့မလုပ်ရမယ်ထင်ဥပေက္ခပြုရမယ်တဲ့အတင်းနေပါလိုက်တော့မနေနဲ့သူဒီလိုမကောင်းဟိုလိုမကောင်းဟိုလိုလုပ်တယ်ဒီလိုလုပ်တယ်အဲ့လိုတွေလိုက်လုပ်နေမယ်ဆိုရှင်ကိုယ့်ရဲ့စိတ်ထဲမှာwhat ကိုပြောလိုက်တဲ့စကားတွေကိုသွားပြီး attract လုပ်တယ်လေအဲ့လိုတွေကိုလည်းဖြစ်လာလိမ့်မယ်အားကြောင့်မလို့ဥပေက္ခပြုလိုက်ပါလုံးဝစိတ်ထဲထောင်းမထားနဲ့တော့အဲ့လိုမျိုးထောင်းမထားနဲ့အဲ့ဒါကြောင့်မလို့ရှိရင်တဲ့ the mind stuff retains its undisturbed calmness ပဲစိတ်ကပုံမှန်ဆိုလို့ရှိရင်စိတ်ကဘာမှမဟုတ်ခလေးတွေကြီးလိုက်သူတို့မွေးလာတယ်ဆိုရင်အေးချမ်းပဲသူတို့မှာဘာ pressure မှဖြစ်ကိုကြီးလာတာနဲ့အမျှဒီဟာလေးတွေကြည်လာတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ကလာပြီးတော့မှမတည်မငြိမ်နဲ့ဟိုဘက်ဒီဘက်လွင့်တာထင်းရခတ်သွားတာအဲ့ဒါကြောင့်မလို့ဒီမှာဘာပြောလဲဆို the mind stuff retains its undisturbed calmness စိတ်ကငကိုအတိုင်းတည်တည်ငြိမ်ငြိမ်ရှိသွားလိမ့်မယ်တဲ့ဒီလိုလေးလိုက်ကျင့်မယ်ဆိုလို့ရှိရင် okay ဆိုတော့ဒါကတော့တရားသဘောနဲ့ပေါ့နော်ဘာမှအထူးထွေး